ကြာခင်မှာကစားမဲစားတင်ပြီးတော့ဖွင့်ပါတော့မယ် live လေးပြီးတော့ဖွင့်ပါဖြစ်ပါတယ်ခင်ဗျာအောင်ဆက်ကိုချလိုက်တော့လေရာပညာကအားလုံးအတွက်ထာဝရဖြစ်တဲ့ရာပညာမသက်ဖြစ်ပါတယ်ဒါအကြောညာလေးပါမတဲ့သမီးစုကရှစ်စုကဘာတွေလဲသမီးပြောပါဦးဝေးဘယ်ကနေစပြောရမလဲဘယ်နှစုရှစ်စုကဘာတွေစီစဉ်ထားလဲမသိဘူးသမီးပြောပါဦးပထမဆုံးအနေနဲ့ကတော့เนาะအခုမြင်တွေ့နေရတဲ့အတိုင်းပဲပေါ့ကားလေးပေါ့เนาะဒီကားဖြစ်ပါတယ်ကဲဒီကားပထမစုပေါ့နော်ဟုတ်ပါတယ်မော်ဒယ်က2018 Alpha ပါအခုဒီမှာရှိနေကြတဲ့လူတွေအားလုံးပိုင်ရှင်ဖြစ်ခွင့်ရတော့မှာပါအဲ့ဦးကျော်လည်းပါလားပါတာပေါ့အိုးကဲဒုတိယဆုလေးရတော့ကိုတို့မောင်တို့အကြိုက်ဦးတို့လည်းပါပါတယ်ကွယ်ဦးကကြီးနေပြီမရတော့ယမဟာR7 2023 မော်ဒယ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါတတိယဆုလေးရအောင်သမီးပြောပါဦးတတိယဆုလေးရတော့ဟိုဟာ M 2025 မော်ဒယ်ပါကင်ဘိတ်ပါအဲ့ဒါကတတိယဆုပါနောက်ဆုံးပေါ်ပေါ့နော်နောက်ဆုံးပေါ်တဲ့နောက်ငါးစုကျန်တဲ့ဟာတွေကတော့ဖျားစင်းတော်လေးတွေကိုမေတ္တာလက်ဆောင်နေနဲ့စုချမယ်ကဲတောင်းဝေကမင်းမောင်ကလက်ခံ၍မဲဟုတ်မနွေချင်းမြပေးပါခင်ဗျာ哇，这有那把嘞！哇，进来，妈多少都能没包，没包了公仔呢。おかけになったです。ဘယ်ပေါ့တဲ့ဆန်စီကဘေးမကန်တဲ့အတွက်ကြောင့်ဒီဘဲကိုတာဝန်ခံယူသွားပြီးတဲ့မင်းမောင်ကလက်ခံရယူမှာဖြစ်ပါတယ်။ဒီလိုကမှတေဝဖွဲ့ကနေပြီးတော့အရောက်တေဝသားအရောက်60ကျော်ကနေပြီးတော့ဒီကန်ဆန်းပြည်ကိုထားပါတယ်အဲ့ဒီကနေပြီးတော့တရားပေါက်ချင်းဖြစ်ပါတယ်ခင်ဗျာဒီဖျားကြီးချက်ကိုလည်းဒီတေဝသားတွေထားတာ1 million ကျော်နေပါပြီကျွန်တော်တေဝသားတွေအားလုံးထားတဲ့အတွက်ကြောင့်အဲ့ဒီအတွက်လည်းသူတို့လည်းအခုဆက်ပြီးတော့ဒီမဲလေးကိုပေးတဲ့အတွက် Amazing ပါလားတရားရှိတရားရဲ့စနော်0 1 2 0 4 0 3နံပါတ်လေးစပါတော့ပဲလေးစလေးဆုံးကဲလေးစလေးဆုံးဘုန်းတော်မဲ့အရေးကြီးကြပါမယ်မယ်